PUBG Mobile နဲ့ King of Fighter Collar Back ကို PUBG Mobile အနေနဲ့တရားဝင်အတည်ပြုလိုက်ပြီပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ AOG လုံးပဲဖြစ်ပါတယ်။ကျွန်တော်ဒီနေ့ကတော့ပြပြပေးသွားမယ့်အကြောင်းအရာကတော့ PUBG Mobile နဲ့ King of Fighter Collar Back ထဲမှာပါဝင်လာမယ့် skin တွေကိုကျွန်တော်အနေနဲ့လာရောက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်အနေနဲ့အရင်ဆုံးရှင်းပြချင်တာတချို့ King of Fighter game တွေ movie တွေ series တွေကိုမကြည့်ဘူးမစော့ဘူးတဲ့တကယ်ချင်းအနေနဲ့ကတော့ကျွန်တော်တို့ဒီ skin တွေက Mobile Legends တွေက skin တွေလို့ထင်ကောင်းထင်လိမ့်မယ်နော်။ဒီ skin တွေရဲ့မူလပိုင်ရှင်က Mobile Legends လုံးဝမဟုတ်ပါဘူး။ကျွန်တော်တို့King of Fighter ခင်ဗျမူလပိုင်ရှင်ပဲဖြစ်ပါတယ်ဒီနေရာမှာ Mobile Legends ကနေပြီးတော့ King of Fighter နဲ့ Collar Back လုပ်ပြီးတဲ့သူ့ရဲ့ game မှာ skin တွေထည့်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးဗျာအခုကျွန်တော်တို့ PUBG Mobile မှာလည်း King of Fighter နဲ့ Collar Back လုပ်ပြီးတော့အဲ့ဒီ game တွေက skin တွေကိုကျွန်တော်တို့ PUBG မှာပါဝင်လာမှာဖြစ်ပါတယ်โอเคကျွန်တော်တို့ပထမဆုံး skin တစ်ခုအနေနဲ့မြင်တွေ့ရမှာတော့ Loi Yagami ရဲ့ skin ပဲဖြစ်ပါတယ်ကျွန်တော်တို့ character design ပိုင်းနေထားကိုကြည့်ရမယ်ဆိုရင်ကျွန်တော်တို့ Zabin နဲ့ ဘောင်းဘီကအနီအောင်ဖြစ်ပြီးတော့အဲ့ဒီဘိုင်းအောင်ကြတော့ကျွန်တော်တို့အမဲနဲ့အဖြူဖက်ကိုတုံးထားပေးတာကိုမြင်တွေ့ရပါတယ် skin design ပိုင်းနေထားကိုကြည့်ရမယ်ဆိုရင်ကျွန်တော်တို့တော်တော်လေးသဘောကျတယ်ဗျ Mobile Legends မှာကျွန်တော်စော့ရင်တော့6 skin မှာဆိုရင်ဒီ skin ကိုကျွန်တော်ကင်တာအများဆုံးပဲဗျတော်တော်လေးလည်းသဘောကျဖို့ကောင်းတဲ့ skin တစ်ခုပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့မြင်တွေ့ရမှာတော့ကျွန်တော်တို့ main click ကာရတာပဲဖြစ်ပါတယ်အဲ့ဒီ design ပိုင်းနေထားကိုကြည့်ရမယ်ဆိုရင်ကျွန်တော်တို့အနီရောင်ကိုတုံးထားပေးတာကိုမြင်တွေ့ရပါတယ်အနီရောင်တုံးထားတာအောင်မှာကျွန်တော်တို့ဒီလက်နှစ်ဖက်မှာဆိုရင်ကြိုးကွေတစ်ခုရတိုင်းလာတာကိုမြင်တွေ့ရတယ်ပြီးလို့ဆိုရင်စပင်နေထားကြရင်တော့တော်တော်လေးလှလှရွရွလေးဖြစ်မဲ့ပုံစံမျိုးဖောက်သွားတယ်ဗျဒီ main click skin ကိုလည်းကြော့နေတဲ့သဘောကျပါတယ်နောက်တစ်ခုအနေနဲ့မြင်တွေ့ရမှာလဲ main click rider skin ပဲဖြစ်ပါတယ် skin နေထားကိုကြည့်ရမှာဆိုရင်ကျွန်တော်တို့အဖြူနဲ့အနီဖက်ကိုသွားထားပေးတာကိုမြင်တွေ့ရပါတယ်ကျွန်တော်တို့ဒီ skin ကိုကြည့်ပြီးတော့တရုတ်တိုင်းကားတွေကနီချားပုံစံမျိုးတော့ပြေးပြီးတော့မြင်မိတယ်ဗျာကျွန်တော်တို့အရန်ရတဲ့သဘောမချမိဘူးဒါပေမဲ့သူ့အနေနဲ့သူတော့မစိုးလို့ပြောလို့ရပါတယ်ဗျနောက်တစ်ခုအနေနဲ့မြင်တွေ့ရမှာတော့ကြားလေးကြိုက်တာပဲဖြစ်ပါတယ် PUBG Mobile ဘက်ထုတ်ပြန်ထားတဲ့မှာတော့မမြင်တွေ့ရသေးပေမဲ့ဒီစီကလည်းပါဝင်လာနိုင်ခြေရှိပါတယ်ကျွန်တော်တို့ယောက်ျားလေးကြိုက်တာဖြစ်ပြီးတော့ဒီကြိုက်တာကလည်းကျွန်တော်တော်တော်လေးမှမိုက်ပါတယ်ကျွန်တော်တို့သပင်းအနီရောင်အင်ဂျီကုတ်အင်ဂျီကလည်းအနီရောင်ထဲထဲကတော့အနက်ကိုတုံးထားပေးတာကိုမြင်တွေ့ရပါတယ်အဲ့ဒီဒီဇိုင်းပိုင်းကိုကြည့်ရမှာဆိုရင်ကျွန်တော်တော်တော်လေးမှအထားကြပါတယ်ဒီ skin ကလည်းကျွန်တော်အနေနဲ့သဘောကျစရာကောင်းတဲ့ skin တစ်ခုလိုပဲမြင်ပါတယ်နောက်တစ်ခုအနေနဲ့ PUBG Mobile ကထုတ်ပြန်လာတဲ့ poster တစ်ခုမှာဆိုရင်ပုံရဲ့အနောက်မှာဆိုရင်ကျွန်တော်တို့ Falcon ပေါ့နော်တိမ်ငတ် skin တစ်ခုကိုလည်းကျွန်တော်တို့မြင်တွေ့ရပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီအစီအစဉ်မှာဆိုရင်တိမ်ငတ် Vegas skin အသစ်တစ်ခုလည်းထုတ်မယ်လို့သတင်းတွေထွက်နေတာရှိပါတယ်နောက်ပြီးတော့ဒီတိမ်ငတ် skin ကလည်းပါဝင်လာနိုင်ခြေတော်တော်လေးမှများပါတယ်โอเคကျွန်တော်ခုပြပြသွားတဲ့ skin တွေကိုတကယ်ကျွန်တော်အနေနဲ့သဘောကျမကျ comment မှာမှတ်ချက်ပြုခဲ့လို့ရပါတယ်အားလုံးဘိုင်းမှာကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်